တောင်တူပေါ်မှာပန်းချံကြီးရှိရဆိုရောလားပန်းချံဘေးမှာစိတ်ကန်းရှိပြီးတော့တော်တော်လေးကျဲတဲ့တောင်မြင်တူရွာလှုပ်ထားသေးရဲ့လိုက်ကြည့်လိုက်ကဲဆက်လက်ပြီနော်တွားရလဲမှာလွမ်းလာလို့ဖုန်းဝင်ဆက်ပါနဲ့သူကပတ်စံထည့်ပြီးတော့အကျွေးသေးထည့်ပြီးတော့ဆက်ရတာပါခွက်ကြည့်မယ်နော်ဘာပြန်ပြောမလဲလို့ပေးနာထောင်ဝင်သေးတယ်ခဏနေချမ်းခဏသိကြလားဒီမှာရှိတဲ့အများသုံးဖုန်းတွေမှာပါထားတဲ့မှန်နေကြီးကမှန်နေတယ်ပြီအပြန်လန်းကြည့်လို့ရှိရင်အထက်ကလိုဝိုးရိုးဝါးတာပဲမြင်ရလူရှိမှန်းတော့သိရဲဒါပေမဲ့မိခိုးရောင်လေးဆိုတော့ဝိုးရိုးဝါးတာအဲ့ဒါ privacy ထိန်းချင်လို့တက်ကိုအဲ့လိုဒီဇိုင်းဆွဲထားတာတဲ့အမကိုကမအားသေးဘူးလေအဲ့တော့စိတ်ကောက်ပြီးဖုန်းချပလိုက်တယ်ဒါဘယ်ရောက်ကိုလဲတော့မသိဘူးအဲ့ဒါနဲ့လူရင်းကိုဆက်သွားပါမယ်ကျမဘယ်နေရာဖြစ်မြေပုံတွေပေးထားတာများသူတို့ပြင်ပန်းချံတို့ဘာလို့မှာပေါ့အဲ့ဒါလေးမြင်နေရတဲ့ဟာယူဆရောက်ဖို့တွေကစီးရှင်တယ်ဒါပေမဲ့ခလေးတီးတဲ့လို့ထင်လို့ဆိုပြီးသွားမစီးပဲနေတာဒီနေ့တော့သူများရဲ့စီးနေရတွေ့လို့သွားစီးကြည့်အောင်အောက်ကတန်လုံးနေနဲ့လှုပ်ထတာတီလားလမ်းတော့နည်းနည်းလန့်ပဲမဲ့ဘယ်လိုနေမလဲဆိုတာစီးကြည့်အဖိုးကျန်အစောပိုင်းတော့မနဲ့အစောဆုံးတော့မိုင်းနဲ့လေးဆိုရင်အခုက9 ဒီဂရီဆဲလ်စီယပ်ဆိုတာနည်းနည်းလေးတော့ Oh my god လုံးဝရှော့ကြမှာတော့ခလေးစီးဖို့ဆိုပြီးတော့ခလေးတွေအတွက်ဆိုတော့လေတရားကြီးပြင်းပြင်းလုံးမထားပဲနဲ့ဖြည်းဖြည်းညင်ညင်အဲ့ဒါကိုစီးပြီးတော့လေရှေ့ကဂျပန်မတယောက်ကထခုံနေရတွေ့တော့ကိုကဟောအပွေလောက်တယ်လို့ခံစားရသည်တကယ်တော့ပါလန်းဆန်းသွားတဲ့ခံစားချက်ကဘာနဲ့မှအောင်လို့အဲ့ဒါပုံမိုင်းထားလေးတစ်ခုပြမယ်ကြည့်ကြည့်ကြည့်ဒါကတော့ကျမ for a zone skill ကြာပါတော့လုံးဝထူးဆန်းတာကြီးတစ်ခုပြောပြမြန်မာမှာတိုင်းနဲ့ပြည်နယ်14ခုရှိပေမဲ့ဂျပန်မှာမြန်မာနိုင်ငံအကြီးဆုံးတိုင်း2တိုင်းစာပဲရှိတဲ့ area student ဒါပေမဲ့လူကြီးကမြန်မာနိုင်ငံနဲ့2ဆပုံများရတယ်နော်အဲ့တော့ကျ student ကတတိလေးထဲမှာလူတွေကိုတောင်းစိနေအောင်ထည့်ထားတယ်သူတို့ရဲ့စဉ်းစားပုံကနေရဆိုတာလူတွက်ပဲဖြစ်အဲ့လို့ဆိုသူတို့ area ချင်းုံတွေမဟုတ်ဘူးအဲ့မှာတောင်တန်းနေနဲ့ကမ်းခြေတွေနဲ့ဆိုတော့လူနေနေရနေတယ်အဲ့တော့မြို့ပြစီမံကိန်းတွေဆိုလို့ရှိရင်နေရာတိုင်းအောင်လူတွက်ဖြစ်အောင်သူတို့စနစ်တကျတည်ချလေးစီမံထားတယ်သူတို့ရှိစေချင်တဲ့နေရာမှာမရှိနေလို့ရှိရင်လည်းအတူတွေအခုမြင်နေရတဲ့တောင်မြင်အဲ့ဒါတောင်မြင်အတူလူလောက်တာဒါပေမဲ့စနစ်တကျလှုပ်ထားပြီးနှစ်ရှည်လာများထိမ့်သိမ်းထားတာဆိုတော့အတူလိုလုံးဝမထင်အောင်တကယ်စစ်တောင်မြင်ရဲ့အလယ်မှာတောင်ကုန်းရှိမယ်ပြီးရင်နောက်ဘက်မှာအားကစားကွင်းရှိမယ်ကဖေးပါရောင်ရှိဒါကတော့ဇွန်းဆွဲပြပါတော့ဝါသနာရကောင်လေးတွေမို့စတာပါပြီးတော့တောင်ကုန်းတွေကလည်းအကုန်အတူတွေပဲလှုပ်ထားတာကြားတယ်တောင်တွေပေါ်မှာလည်းအပင်တွေကိုစနစ်တကျစိုက်ပြီးတော့စနစ်တကျထိမ့်သိမ်းထားတယ်အခုမြင်နေရတာဂျပန်ထင်းရှူပြီးတော့ cherry ပင်တွေလည်းရှိရခုကတော့အဲ့ဒါတော့ຫນွေဦးကြိုတဲ့ပန် plan နဲ့အဲ့ပန်းလေးတွေပွင့်ပြီးဆိုရင်ຫນွေဦးရောက်ပြီဆိုတော့တင်တယ်ဒီနေ့ကနှင်းကြတာဆိုတော့အဲ့မှာနှင်းခဲ့တွေခုထိကြံနေတော့မှာကြနာကြီးဖန်တီးထားတာမို့လို့သေချာသာ search မလုပ်ကြည့်လို့ရှင်အဲ့လုံးဝအကုန်အစ်စ်လုံးဝကိုစီစဉ်နေကြတယ်တောင်ကုန်းပေါ်ကနေအားကစားကွင်းကိုလှမ်းကြည့်လို့ရသလိုမျိုးကမ်းခြေကိုလည်းလှမ်းဖီးခုလိုစောင်းရသည်တွေဆိုရင်အဲ့လိုတောင်ရဲ့အမြင့်ဆုံးနေရာမှာသွားပြီးနေပူစားလောင်းရတဲ့ခံစားချက်ကဘာနဲ့မှမလဲနေရာအေးရပါတော့လူတွေကလည်းတယောက်နဲ့တယောက်နှောက်ယှက်ဖြစ်နိုင်တော့တဲ့နေရာမှာရှိတယ်ကမ်းခြေကလူကလည်းအားကစားကွင်းကအတန်းကြောင်းမို့လို့စိတ်မညစ်ရအောင်လုံးဝကိုသူ့ဟာနဲ့သူ space ကျဲကြီးချားထားပြီးတောင်ပေါ်မှာဆိုလဲ AC ပဲအဲ့ဒါတော့ volleyball ကွင်းပေါ့နော်အဲ့ volleyball ကွင်းထဲမှာဆိုရင်တဲတွေခြေချင်းဝက်လောက်ခင်းအဲ့တော့တကယ်ကန်နေရမှာ volleyball ပေါ်ရတဲ့ feel မျိုးပေါ့မောင်လေးတွေကိုအားကြလို့ကိုလည်းဟိုဆွဲဒီဆွဲလုပ်လိုက်တယ်အဲ့ဒီဂျပန်တွေကိုလေးစားတာတစ်ခုကတုံးတဲ့ပစ္စည်းပဲဖြစ်ဖြစ်ဒီလိုနေရာတွေပေါ့နော်ပန်းဖြေတဲ့နေရာတွေဖြစ်ဖြစ်လူတွေအတွက်ကိုလုံးဝအဆင်မပြေပြအောင်စဉ်းစားပေးနိုင်တဲ့ skill ပဲတကယ်ဒါပဲလေကိုရမှာအတင်းကြိုက်တဲ့လောက်တော့ရှိတယ်မပြောသေးဘူးအဲ့လိုကလူရင်ကြီးပါဆိုပြီးလူဖွဲ့ကြီးတစ်ခုတော့ဝိုင်းထောက်ခံထားတဲ့ရင်ကြီးမှုတစ်ခုတော့ရှိတယ်အကြောင်းကိုအကောင်းဆုံးအတင်းလေးပြောပြရည်ဆိုတော့ပြန်တော့မယ်ပြန်ကနီးချူးစမ်းတာတစ်ခုလိုက်ပြတော်တော်များများသုံးခဲ့တယ်ပေါ့နော်နိုင်ငံတွေမှာဂျပန်တို့ကိုရီးယားတို့နယ်သာလန်တို့ UK တို့မှာပဲသုံးတာအမေရိကန်တို့မှာလောက်ပဲသုံးတာတဲ့အကြည့်ရေးတွေကမိပွားဘာနေရောမကိုရရင်တော့ရောမလို့ကျင့်ရမှာပဲပေါ့နော်ဂျပန်မှာရှိတဲ့ကောင်းတဲ့ချက်တွေမှာတာယာပြီးတော့မကောင်းတဲ့ချက်တွေကိုလည်းနေသားကြအောင်စူးစမ်းရင်နဲ့တင်းတွေပါပြောခံရင်တော့အော်ရှေ့တယ်မပြောဘူးကျေးဇူးတင်ဖို့ကောင်းလိုက်တာလို့တွေးတက်နေပါပြီဘိုင်ဘိုင်